နီနာ၏အမေတူမကွဲညီမတွင်ထူးခြားသောစွမ်းအားတစ်ခုရှိသည်သူမသည်အရာဝတ္ထုများကိုဖောက်မြင်နိုင်ပြီးတခြားသူ၏ပကြီးကားကိုမျက်နှာပြင်အောက်ထိမြင်နိုင်သောစွမ်းရည်ကိုအသုံးပြုကာနီနာ၏လက်ရာများကိုအမြဲတမ်းခိုးကူးနေခဲ့သည်ဒီတစ်ချိန်တွင်တော့နီနာကကြိုတင်အစီအစဉ်တစ်ခုကိုပြင်ဆင်ထားခဲ့သည်သူမသည်အထူးဆေးရောင်တစ်မျိုးကိုအသုံးပြုပြီးပကြီးကားစစ်ကိုဖုံးကွယ်ထားလိုက်သည်အပြင်ဘက်တွင်တော့သူမ၏နာမည်ကိုသာရေးထားပြီးဘာပုံမှမရှိသလိုဖြစ်နေသည်ပြိုင်ပွဲပြီးဆုံးခါနီးတွင်အမေတူမကွဲညီမကရုတ်တရက်စိုးရိမ်ပူပန်လာသည့်အကြောင်းမှာနီနာ၏ပကြီးကားစစ်ကိုသူမ၏စွမ်းအားဖြင့်မမြင်နိုင်တော့သောကြောင့်ဖြစ်သည်ဒါပေမဲ့သူမမသိခဲ့သည့်အရာတစ်ခုရှိနေသည်နီနာသည်တာမန်လူမဟုတ်တော့ဘဲဘဝတစ်ဖန်ပြန်လည်မွေးဖွားလာသူဖြစ်နေခြင်းပင်ဖြစ်သည်အရင်ဘဝကဖြစ်ခဲ့သောအဖြစ်ပြက်အရင်ဘဝတွင်နီနာနှင့်သူမ၏အမေတူမကွဲညီမတို့သည်တူညီသောပကြီးပြိုင်ပွဲတစ်ခုတွင်ဝင်ရောက်ရှင်ပြိုင်ခဲ့ကြသည်ပြိုင်ပွဲနေ့တွင်အမေတူမကွဲညီမကသူမ၏ပကြီးကားကိုအရင်တင်သွင်းလိုက်သည်နီနာအံ့အားသင့်သွားသည်အဘဲကြောင့်ဆိုသောသူမတင်သွင်းထားသောပကြီးကားသည်နီနာ၏လက်ရာနှင့်တစ်ဆက်မှမကွာတူညီနေသောကြောင့်ဖြစ်သည်လူအလုံးကနီနာကိုသူများပကြီးကိုကူးချသူဟုဆွဆွဲကြသည်ရလက်အနေဖြင့်နီနာသည်ပြိုင်ပွဲဝင်ခွင့်ဆုံးရှုံးသွားရုံသာမကလူတိုင်း၏လှောင်ပြောင်ခြင်းကိုလည်းခံခဲ့ရသည်အဆိုးဆုံးကတော့သူမ၏မိဘများပင်တမီးရင်းကိုမယုံကြည်ဘဲအမေတူမကွဲညီမဘက်မှရက်တည်ခဲ့ကြသည်နောက်ပိုင်းတွင်အမေတူမကွဲညီမကနီနာထံသို့လာရောက်ပြီးအမှန်တရားကိုဝန်ခံလိုက်သည်နေ့ရဲ့ပကြီးကားတွေကိုငါရဲ့စွမ်းအားနဲ့အမြဲတမ်းခိုးကူးခဲ့တာငါနင့်ကိုမနာလိုလို့ပဲနီနာအံ့ဩနေစဉ်မှာပင်သူမကိုအမြင့်တိုက်ပေါ်မှတွန်းချလိုက်သည်နီနာတေဆုံးသွားခဲ့သည်ဘဝကံကြမ္မာကနီနာကိုနောက်ထပ်အခွင့်အရေးတစ်ခုပေးခဲ့သည်သူမသည်ပကြီးပြိုင်ပွဲကျင်းပမည့်နေ့သို့ပြန်ရောက်လာခဲ့သည်အခုတစ်ချိန်တွင်အမေတူမကွဲညီမ၏အတုအယောင်ဂယုဆိုင်ဟန်ကိုမြင်လိုက်တိုင်းနီနာ၏နှလုံးသားထဲတွင်မုန်းတီးမှုသာကြံရှိတော်သည်ထို့ကြောင့်လူအလုံးရှိတွင်ကျမဒီပြိုင်ပွဲကနေနှုတ်ထွက်မယ်ဟုကြေညာလိုက်သည်ဒီစကားကြားလိုက်သည်နှင့်အမေတူမကွဲညီမကအလွန်ထိတ်လန့်သွားသည်နီနာသာမရှင်ပြိုင်လျင်သူမအတွက်ခိုးကူးစရာပကြီးလည်းမရှိတော့ပေဒါကြောင့်နီနာကိုအမြန်လိုက်ဖမ်းပြီးကျေးဇူးပြုပြီးမနှုတ်ထွက်ပါနဲ့ဟုတောင်းပန်ခဲ့သည်နီနာကပြုံးလိုက်ပြီးငါဆက်ပြိုင်ပေးမယ်ဒါပေမဲ့အရင်ဆုံးပြိုင်ပွဲကျင်းပတဲ့နေရာတစ်ခုလုံးကိုနင်းတန်ရှင်းရေးလုပ်ရမယ်ဟုပြောလိုက်သည်ပကြီးကားကိုလိုချင်နေသောအမေတူမကွဲညီမမဖြစ်မနေသဘောတူလိုက်ရသည်1006ပြိုင်ပွဲစတင်ပြီးသည့်နောက်နီနာကစုတ်တံကိုတောင်မကင်ခဲ့ပေအမေတူမကွဲညီမကမြန်ဆွဲတော့လေဟုအကြိမ်ကြိမ်တိုက်တွန်းခဲ့တော်လဲနီနာကငြိမ်ငြိမ်သာနေခဲ့သည်ပြိုင်ပွဲအချိန်တဝက်ကျော်သွားမှနီနာကစတင်ရေးဆွဲခဲ့သည်အမေတူမကွဲညီမကစိတ်အေးသွားပြီးသူမ၏စွမ်းအားကိုအသုံးပြုကာနီနာ၏ပကြီးကိုထပ်မံခိုးကူးခဲ့သည်သို့တော်သူမမသိခဲ့သည်မှာနီနာ၏ထောင်ချောက်ထဲသို့ဝင်နေပြီဆိုတာပင်ဖြစ်သည်အဆုံးသတ်ပြိုင်ပွဲပြီးဆုံးရန်9မိနစ်သာကျန်တော့သည့်အချိန်တွင်အမေတူမကွဲညီမကသူမ၏ပကြီးကားကိုအရင်တင်သွင်းလိုက်သည်ဒိုင်များကအလွန်သဘောကျပြီးအဆက်မပြတ်ချီးကျူးကြသည်မာနာကြီးစွာဖြင့်သူမကနီနာထံသို့လျှောက်လာပြီးနင်ကငါပကြီးကိုကူးထားတာဟုလူများရှိတွင်ဆွဆွဲလိုက်သည်လူများကလည်းထပ်မံ၍နီနာကိုအပြစ်တင်ကြသည်သူမ၏မိသားစုကပင်အမေတူမကွဲညီမကိုယုံကြည်ကြပြန်သည်ဒိုင်များကနီနာကိုမင်းအပြစ်မရှိကြောင်းသက်သေပြပါဟုတောင်းဆိုကြသည်နီနာကအေးအေးဆေးဆေးဖြင့်ကျမရဲ့ပကြီးကားမပြီးသေးပါဘူးဟုသာပြောလိုက်သည်အမေတူမကွဲညီမကရေမောပြီးကျန်တဲ့မိနစ်ပိုင်းလေးနဲ့ဘာလက်ရကောင်းထွက်နိုင်မှာလဲဟုလောင်ပြောင်လိုက်သည်ဒါပေမဲ့နောက်တစ်စက္ကန့်မှာနီနာကရေပုံးတစ်ပုံးကိုယူပြီးသူမ၏ကင်းဘက်ပေါ်သို့လောင်ချလိုက်သည်လူအလုံးကနီနာယူသွားပြီဟုထင်နေကြသည်သို့သောရေဆိုးသွားသည်နှင့်အမျှကင်းဘက်အောက်တွင်ဖုံးကွယ်ထားခဲ့သောပကြီးလက်ရအစစ်သည်တဖြည်းဖြည်းပေါ်လာခဲ့သည်ဒိုင်များအလုံးအံ့အားသင့်သွားကြပြီးထိုလက်ရကိုမြင်လိုက်သည့်အခါအလွန်စိတ်လှုပ်ရှားသွားကြသည်အမှန်တကယ်အနိုင်ရသူမှာနီနာဖြစ်ကြောင်းအမေတူမကွဲညီမကသာအမြဲတမ်းခိုးကူးနေသူဖြစ်ကြောင်းလူတိုင်းသိရှိသွားခဲ့သည်